မင်္ဂလာပါခင်ဗျာဒီနေ့ live guide ဘဝလမ်းညွန်ကနေမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့လူတိုင်းအောင်မြင်ခြင်းကြတယ်ဒါပေမဲ့လူနည်းစုသာအောင်မြင်ကြတာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လူတိုင်းကပတ်စံချမ်းသာခြင်းကြတယ်ပိုကောင်းတဲ့ဘဝကိုလိုချင်ကြတယ်အောင်မြင်မှုကိုလိုချင်ကြတယ်ဒါပေမဲ့အောင်မြင်မှုကိုတကယ်ရရှိသွားတဲ့လူတွေကတော့အနည်းငယ်ပဲရှိပါတယ်ဘာကြောင့်လဲတလူအများစုကအိမ်မက်ရှိပေမဲ့လှုပ်ဆောင်ချက်မရှိကြဘူးကျွန်တော်ချမ်းသာခြင်းနဲ့ကျမအောင်မြင်ခြင်းနဲ့လို့ပြောဖို့လွယ်ပါတယ်ဒါပေမဲ့နေ့စဉ်အဲ့ဒီအိမ်မက်အတွက်လှုပ်ဆောင်နေတဲ့သူကနည်းပါတယ်အိမ်မက်တွေကလှုပ်ဆောင်ချက်နဲ့ပေါင်းစပ်မှအောင်မြင်မှုဖြစ်လာတာပါနှစ်လူအများစုကအမြန်ရလက်ကိုလိုချင်ကြတယ်တလစူးစမ်းပြီးမရရင်လက်လျှော့တယ်သုံးလစူးစမ်းပြီးမရရင်ရက်သွားတယ်ဒါပေမဲ့အောင်မြင်မှုဆိုတာအချိန်ယူရတဲ့ခရီးတစ်ခုဖြစ်ပါတယ်။ဝါပင်တပင်လိုပါပဲ။အမြင့်တွေအရင်တိဆောက်ရတယ်။ပြီးမှမြင့်မားလာတယ်။သုံးလူအများစုက comfort zone ထဲမှာနေကျင်ကြတယ်။အောင်မြင်မှုကတက်တောင့်တက်တာနေရာရဲ့အပြင်ဘက်မှာရှိပါတယ်။အတစ်တစ်ခုတင်ယူဖို့အတစ်တစ်ခုစမ်းသပ်ဖို့ကြောက်ရွံ့မှုကိုကြော်ဖြတ်ဖို့လိုပါတယ်။လေးလူအများစုကကြာရှုံးမှုကိုကြောက်ကြတယ်။တကယ်တော့ကြာရှုံးမှုကရန်သူမဟုတ်ပါဘူးမကြိုးစားခြင်းကသာရန်သူဖြစ်ပါတယ်အောင်မြင်သူတိုင်းတစ်ချိန်ကကြာရှုံးခဲ့ဘူးတယ်ဒါပေမဲ့သူတို့မရက်ခဲ့ဘူးငါလူနည်းစုကသာနေတိုင်းတိုးတက်ဖို့ကြိုးစားကြတယ်နေ့စဉ်တပိုကောင်းအောင်ကြိုးစားနေတဲ့သူတွေဟာနှစ်အနည်းငယ်ကြာမှအံ့ဩစရာရလဒ်တွေကိုရရှိသွားကြပါတယ်အောင်မြင်မှုဆိုတာတစ်နေ့တည်းနဲ့မရနိုင်ပါဘူးဒါပေမဲ့နေ့တိုင်းနည်းနည်းစီတိုးတက်ခြင်းကနေရနိုင်ပါတယ်။မှတ်ထားပါလူတိုင်းအောင်မြင်ခြင်းကြတယ်။ဒါပေမဲ့လူနည်းစုသာအောင်မြင်ကြတာကသူတို့ဟာစတင်ကြလို့ဆက်လက်ကြိုးစားကြလို့ကြာရှုံးပြီးပြန်ထကြလို့လက်မလျှော့ကြလို့ဖြစ်ပါတယ်။ဒီနေ့ကစပြီးလူအများစုလိုမတွေးပါနဲ့လူအများစုလိုမနေပါနဲ့လူနည်းစုလိုရည်မှန်းချက်ထားပါလှုပ်ဆောင်ပါတင်ယူပါမလျှော့ပါနဲ့တနေ့နေ့မှာတင်လဲလူနည်းစုတွေကအောင်မြင်သူတယောက်ဖြစ်လာပါလိမ့်မယ်တင်အောင်မြင်ဖို့ဒီနေ့ကစပြီးဘာပြောင်းလဲမလဲcommentမှာမျှဝေပေးခဲ့ပါ Follow Life Guide ဘဝလမ်းညွန်ကို follow လုပ်ထားပြီးဘဝတိုးတက်ရေးနဲ့စိတ်သက်ခွန်အားပေးအကြောင်းအရာများကိုဆက်လက်ရယူလိုက်ပါ